ကျွန်တော်တို့ပြည်ထောင်စုလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တွေရဲ့ပြည်ထောင်စုစစ်တည်ဆောက်နိုင်ရေးတောင်းဆိုလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီလှုပ်ရှားမှုတွေကို Federal လှုပ်ရှားမှုလို့ခေါ်ဆိုခဲ့ပါတယ်။ဒါဟာကျွန်တော်တို့ပြည်ထောင်စုသမိုင်းမှာပထမဦးဆုံးသော Federal လှုပ်ရှားတောင်းဆိုမှုဖြစ်ခဲ့ပါတယ်။ Federal လှုပ်ရှားမှုမှာအရေးကြီးတဲ့အခန်းကဏ္ဍအဖြစ်ပါဝင်ခဲ့တဲ့1962ခုနှစ် Federal နှီးနှောဖလှယ်ပွဲအကြောင်းကိုကျွန်တော်တို့အနေနဲ့အပိုင်းလိုက်တင်ပြပေးနေတာပဲဖြစ်ပါတယ်။1962ခုနှစ် Federal နှီးနှောဖလှယ်ပွဲဟာပြည်နယ်များညီညွတ်ရေးအဖွဲ့ကပြည်ထောင်စုအစစ်ကိုတည်ဆောက်နိုင်ရေးအခြေခံမှုအဖြစ် Federal မူလို့ခေါ်တဲ့ရှမ်းမူဒါမှမဟုတ်ပြည်ထောင်စုစစ်မှုကိုအဆိုပြုတင်သွင်းခဲ့တာဖြစ်ပြီးတော့ဗမာပြည်ပကပါတီတွေကပြန်လည်တုံ့ပြန်ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။အရင်ဘက်တွေမှာတော့1962ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာပြုလုပ်ခဲ့တဲ့ Federal နှီးနှောဖလှယ်ပွဲပထမနေ့အစီအစဉ်ကဝန်ကြီးချုပ်ဦးနုရဲ့အဖွင့်မိန့်ခွန်းရှမ်းပြည်နယ်ဥက္ကဋ္ဌကြီးဆောင်ခွန်ချိုကပြည်ထောင်စုစစ်မှုခေါ် Federal မူတင်သွင်းခြင်းကချင်ပြည်နယ်ကိုယ်စားလှယ်ဒူဝါဇော်လုံးကပြည်ထောင်စုစစ်မှုခေါ် Federal မူအပေါ်မှာထောက်ခံဆွေးနွေးခြင်းစတာတွေကိုဖတ်ကြားတင်ပြခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့တင်ပြခဲ့တဲ့ဒီဗီဒီယိုတွေဟာအဲ့ဒီဆွေးနွေးပွဲရဲ့မူရင်းအသံဖိုင်တွေမဟုတ်ပါဘူး။ဆွေးနွေးချက်မှတ်တမ်းတွေကိုကျွန်တော်တို့အနေနဲ့ပြန်လည်ဖတ်ပြပြီးတင်ပြခြင်းသာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ချင်းအထူးဝိသေသတိုင်းကိုယ်စားလှယ်ဖြစ်တဲ့မဟာတရေစီသူကပတိန်မန်တုံလုံးကပြည်ထောင်စုစစ်မှုခေါ် Federal မှုအပေါ်မှာထောက်ခံဆွေးနွေးသွားခဲ့တာတွေကိုပြန်လည်ဖတ်ကြားတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ ချင်းအထူးဝိသေသတိုင်းကိုယ်စားလှယ်ကပတိန်မန်တုံနှုံးဤဆွေးနွေးတင်ပြချက်လေးစားအပ်ပါသောတဘာပတိနိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွအစိုးရအဖွဲ့ဝင်ကြီးများနိုင်ငံရေးအဖွဲ့အစည်းကောင်းဆောင်ကိုယ်စားလှယ်များပြည်내ကိုယ်စားလှယ်တော်ကြီးများခင်ဗျာခုလိုနှီးနှောဖလှယ်ပွဲညီလာခံမှာကျွန်တော်စကားပြောခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တင်ပြဆွေးနွေးလိုတာကတော့Federal မူကိစ္စနဲ့ပတ်သက်ပြီးဘာကြောင့်ကျွန်တော်တို့Federal မူပြည်ထောင်စုမူကိုလိုလားနေရတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြည်내များညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးဆောင်ခွန်ချိုမိန့်ကြားသွားသည့်အတိုင်းဆက်လက်ပြီးထောက်ခံသွားလိုပါတယ်လွန်ခဲ့တဲ့1948ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာကျင်းပခဲ့တဲ့ပင်လုံညီလာခံကြီးကအစပြုပြီးပြည်ထောင်စုကြီးပေါ်ပေါက်လာတဲ့ဆိုတာဟာမှန်ပါတယ်ထိုအချိန်ကတောင်တန်းဒေသများနဲ့ဗမာပြည်မှာရှိတဲ့ခေါင်းဆောင်တွေဟာပူးပေါင်းပြီးတိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်အဲဒီလိုတိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့လွတ်လပ်တဲ့ပြည်ထောင်စုနိုင်ငံတော်ရဲ့လို့ဖြစ်ပေါ်လာရတယ်ဆိုတာလေအမှန်အတိုင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကပြည်ထောင်စုစနစ်ကိုကြိုက်နှစ်သက်လို့ပြည်ထောင်စုရဲ့လို့တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်1948ခုနှစ်စက်တင်ဘာလမှာကျင်းပတဲ့တိုင်းပြုပြည်ပြုလွှတ်တော်မှာပြည်ထောင်စုသဘောတက်ရောက်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတင်ပြစဉ်ကကျွန်တော်တို့အားလုံးလွယ်ကူကူနဲ့ဝိုင်းဝန်းထောက်ခံခဲ့ကြပါတယ်ဒီအဖွဲ့အစည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာပြည်ထောင်စုစိတ်သက်ပြည်ထောင်စုသဘောထားများနဲ့အညီလက်ခံကျင့်သုံးသွားနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်မျှော်လင့်ထားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်မျှော်လင့်ထားသလိုဖြစ်မလာဘူးလို့ဆိုချင်ပါတယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာပြည်ထောင်စုသဘောမတက်ရောက်သလိုဖြစ်နေတာအတော်ကြာလက်တွေ့ခံစားလာတဲ့အခါမှာသိရှိလာရပါတယ်ကျွန်တော်တို့တောင်တန်းဒေသလူနည်းစုတွေဟာပင်လုံစိတ်သက်နဲ့ပြည်ထောင်စုကြီးတည်တတ်အောင်ပြည်ထောင်စုကြီးကိုတည်ဆောက်ကြတာဖြစ်တော့ပြည်ထောင်စုကြီးမှာအဓိကဥဆောင်နေတဲ့နောင်တော်ပြည်မကခေါင်းဆောင်တွေအပေါ်မှာယုံကြည်အားထားကြပါတယ်ကျွန်တော်တို့လိုလားယုံကြည်အားထားတဲ့ပြည်ထောင်စုပုံစံဟာလည်းပြည်မနဲ့တောင်တန်းဒေသကလူနည်းစုတွေညီတူညီမျှအခွင့်အာဏာရှိတဲ့ပုံစံမျိုးဖြစ်ကြမှာပဲလို့ထင်မှတ်ကြပါတယ်သို့တော်လည်းကျွန်တော်တို့ထင်မှတ်သလိုလက်ရှိပြည်ထောင်စုရဲ့ပြည်နယ်များရဲ့အခြေအနေကဒီလိုဖြစ်မလာတာကျွန်တော်တို့တွေ့မြင်ကြတဲ့အတိုင်းအစီရင်ခံပါရစေ
လွတ်လပ်ပြီးစအခါရပြီးလို့14နှစ်အတော်အတွင်းမှာကျွန်တော်တို့စမ်းစစ်ကြည့်လိုက်တော့ပြည်내တောင်တန်းဒေသတွေရဲ့မူလကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေဟာပျောက်ကွယ်ရတော့မလို့ဖြစ်နေတာတွေ့ရပါတယ်ပြည်ထောင်စုကြီးမှာပြည်ထောင်စုစိတ်ဓာတ်တွေကျဆင်းနေပြီးပြည်ထောင်စုသဘောထားဆိုတာလေဘာကိုယူရမှန်းမသိအောင်ဖြစ်နေပါတယ်ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေဏ္ဍာန်းမှာပါတဲ့တရားမျှတမှုလွတ်လပ်မှုညီမျှမှုဆိုတဲ့စကားတွေဟာလည်းအတိတ်ပဲနည်းနည်းပဲရှိတော့တယ်လို့ကျွန်တော်တို့ထင်မိပါတယ်ကျွန်တော်တို့ပြည်내တောင်တန်းဒေသကလူနည်းစုတွေဟာလက်ရှိပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပေါ်မှာတန်တရားရှိနေကြပါတယ်ပြည်ထောင်စုအဖွဲ့ဝင်ဆိုတာကိုအတိတ်ပဲပိုင်းခြားတဲ့အခါမှာပြည်내နဲ့ပြည်မဟုပြည်မပြည်내နဲ့ပြည်내မဟုတ်တဲ့ကျန်နယ်မြေဒေသဆိုတဲ့ပြည်ထောင်စုအဖွဲ့ဝင်နှမျိုးပဲရှိတယ်ယခုကျွန်တော်တို့ပြည်မလို့ခေါ်နေတာဟာစင်စစ်တော့ပြည်ထောင်စုအဖွဲ့ဝင်ပဲဖြစ်ပါတယ်ပြည်내တွေဟာလည်းပြည်ထောင်စုအဖွဲ့ဝင်တွေပဲဖြစ်ပါတယ်ဒါပေမဲ့ပြည်ထောင်စုအဖွဲ့အာဏာကိုချုပ်ကင်စိုးမိုးနေတာကတော့ပြည်မသာလျှင်ဖြစ်နေတော့ပြည်ထောင်စုအဖွဲ့ဝင်အချင်းချင်းတွေမှာအငင်းပွားစရာမကျေနပ်စရာတွေဖြစ်လာကြပါတယ်ဒီလိုအငင်းပွားမှုမကျေနပ်မှုတွေမကြာခဏဖြစ်လာတော့ဘယ်သူကဘယ်လိုဖြေရှင်းပေးမလဲမဖြေရှင်းနိုင်လို့ပြဿနာတွေစုပုံပြီးဖြစ်လာရင်တိုင်းရင်းသားစီလုံးညီညွတ်မှုကိုမထိခိုက်ပေဘူးလားဒါကိုအလေးနဲ့စဉ်းစားကြစေချင်ပါတယ်နောက်ပြီးတော့မကျေနပ်မှုနစ်နာမှုရှိတယ်ဆိုတာလေပြည်내ပြည်ထောင်စုအဖွဲ့ဝင်တွေကခံများများဖြစ်နေတော့ပြည်မအနေနဲ့စဉ်းစားတဲ့အခါမှာဒါတွေဟာအသေးအဖွဲတွေပါလို့မယူဆစေချင်ဘူးဒီလိုယူဆရင်အမှားကြီးမှားပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့မြင်တာကတော့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲကြတဲ့အခါမှာပြည်ထောင်စုစနစ်ကြီးပြတတ်ဖြစ်အောင်ပြင်ဆင်ရေးဆွဲကြစီလိုပါတယ်ဒီလိုမှမပြင်ဆင်မပြင်ရင်ထပ်တလဲလဲပြဿနာတွေဖြစ်အောင်ပါပဲပြည်ထောင်စုစိတ်ဓာတ်နဲ့ပြည်ထောင်စုသဘောတရားတွေဟာပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာသတ်မှတ်ချက်တွေနဲ့တိတိကျကျကိုက်ညီစေမှဖြစ်တော့မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဥပမာဆိုရင်ကျွန်တော်တို့ချင်းဒေသဟာပြည်ထောင်စုကြီးအထဲမှာဘယ်လိုအဖွဲ့ဝင်မျိုးဖြစ်ထိုက်တယ်ဆိုတာတည်တံ့သတ်မှတ်ပြီးဖြစ်ပါတယ်ပြီးတော့ပြည်ထောင်စုပါလီမန်နဲ့ပြည်내ကောင်စီတွေရဲ့ဆက်သွယ်မှုသဘောတရားတွေကိုလည်းပြည်ထောင်စုစနစ်နဲ့ကိုက်ညီအောင်ထားရှိစေချင်ပါတယ်ဒီလိုပြည်내ပြည်မဆိုပြီးဆက်လက်ပိုင်းခြားမယ်ဆိုရင်တော့ဒီပြည်ထောင်စုကြီးရဲ့တည်တံ့ခိုင်မြဲရေးဟာရှိနိုင်ပါဦးမလားဒီမိုကရေစီရဲ့အနှစ်သာရကိုရှာလို့တွေ့ပါဦးမလားဆိုတာစိုးရင်စရာဖြစ်လာပါတယ်ဒါတွေကြောင့်ကျွန်တော်အကြံဉာဏ်ပေးထောက်ခံသွားချင်တာကပြည်내ပြည်မရဲ့လို့မခွဲပဲပြည်내ကြီးပဲစုပေါင်းထားတာဖြစ်ကြအောင်ပြည်မကိုလည်းပြည်내တစ်ခုအဖြစ်ဖွဲ့ပါဒါမှသာလျှင်ပြည်ထောင်စုအဖွဲ့ဝင်ချင်းချင်းညီမျှမှုဖြစ်ပြီးပြည်내တွေရဲ့တန်တရားရှိမှုတွေဟာပြေပြောက်သွားနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်အခုကျွန်တော်တင်ပြသလိုပြည်내အချင်းချင်းစုပေါင်းတဲ့မူကိုလက်ခံမှအုပ်ချုပ်မှုအာဏာတရားစီရင်မှုအာဏာဥပဒေပြုအာဏာဆိုတဲ့အဓိကမဏ္ဍိုင်ဖြစ်တဲ့အာဏာ၃ရပ်ကိုတန်းတူမျှတမှုရှိအောင်ခွဲဝေပြီးဗဟိုပြည်ထောင်စုကိုတင့်လျော်တဲ့အာဏာတွေသတ်မှတ်ပေးထားခြင်းဖြင့်စစ်မှန်တဲ့ပြည်ထောင်စုကြီးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နောင်တော်ကြီးတွေဖြစ်တဲ့ပြည်မခေါင်းဆောင်ကြီးများကိုကျွန်တော်အလေးနက်မေတ္တာရက်ခံချင်တာကနောင်တော်တွေရဲ့သဘောထားအကြီးမှုကိုထင်ရှားအောင်ပြကြပါပညာရှိသတိနဲ့လည်းစဉ်းစားဝေဖန်ကြပါကျွန်တော်တို့ဝိုင်းဝန်းတည်ဆောက်တဲ့တိုင်းရင်းသားစည်းလုံးညီညွတ်မှုကြီးမပြိုကွဲအောင်လဲထိမ့်သိမ်းဆောက်ရှောက်တော်မူကြပါလို့လေးနက်စွာတောင်းပန်ပြောရင်းကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်